အကယ်ဒမီရသွားတဲ့ရတနာဘူအပေါ်မှာအခုလိုလိုရက်လုပ်ခဲ့လို့ရတနာဘူနဲ့ဖုံးပြီးမရနိုင်တဲ့ဆက်ဆံရေးပေါ်သွားတဲ့ရှိန်တင်သူပရိသတ်များအားလုံးမင်္ဂလာပါရှင်ရွှေမလေးချန်နယ်ကနေပြောလိုက်ကြိုဆိုလိုက်ပါတယ်အကယ်ဒမီစုဝေးပွဲညမှာရတနာဘူပေါ်မှာမထင်မှတ်တဲ့လုပ်ရက်လုပ်ခဲ့တာကတော့ရှိန်တင်သူပါဒါကြောင့်လည်းရှိန်တင်သူနဲ့ရတနာဘူရဲ့ဆက်ဆံရေးကပေါ်သွားတာဖြစ်ပါတယ်အခုနှစ်အတွက်အမျိုးသမီးအကယ်ဒမီဇက်ဆောင်စုကိုရတနာဘူကမောင်းမီပရာဇက်ကားနဲ့ရရှိသွားတာဖြစ်ပါတယ်ရတနာဘူဟာအဆိုပါဇက်ကားမှာအတ္တမာနာကြီးပြီးတော့ချမ်းသာခြင်းလိုလမ်းမရောက်သွားတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေတရုပ်ဆောင်ထားပါတယ်။ဒါကြောင့်လေရတနာဘူကအမျိုးသမီးဇက်ဆောင်အကယ်ဒမီဆုကိုထိုက်တန်နဲ့ရရှိသွားတာဖြစ်ပါတယ်။ဒီလိုအကယ်ဒမီဆုကိုရရှိသွားခြင်းရတနာဘူကိုဦးဆုံးဖန်နှန်းလိုက်တာကတော့ရှိန်တင်ထူပါအကယ်ဒမီညစာစားပွဲမှာစင်ပေါ်ကနေရတနာဘူလို့လည်းပြောရှိန်တင်ထူကရတနာဘူရဲ့ပါးကိုဖန်နှန်းလိုက်ကြောင်းတရုပ်ဆောင်စိုးမိုးကြီးကပြောလာတာကြောင့်ပရိသတ်တွေကလည်းပွဲကြနေရတာဖြစ်ပါတယ်ရှိန်တင်ထူနဲ့ရတနာဘူတို့ကချစ်သူတွေဖြစ်နေကြောင်းလူသိရှင်ကြားဝင်မခံထားပေမဲ့အနုပညာတစ်လောကလုံးကသိနေကြတာဖြစ်ပါတယ်ဒါအပြင်အပြင်မှာလည်းရှိန်တင်ထူနဲ့ရတနာဘူကိုအမြဲတမ်းတွဲလာလုံနေလို့လူတွေကသူတို့နှစ်ယောက်ကချစ်သူတွေဆိုတာကိုရိပ်မိနေကြတာဖြစ်ပါတယ်။အခုတော့အကယ်ဒမီစုပေးပွဲအပြီးမှာသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကဖုံးပြီးမရအောင်ပေါ်လာခဲ့ရပါ။ရတနာဘူအကယ်ဒမီရတော့အချစ်သူကောင်းလေးရှိန်တင်ထူကအပျော်ဆုံးဖြစ်ခဲ့ပြီးတော့မျက်ရည်မစင်နိုင်အောင်ဖြစ်ခဲ့တာပါ။ရှိန်တင်ထူကရတနာဘူအကယ်ဒမီဆုရဖို့အတွက်သူက6လတိနေ့စဉ်မပြတ်ပဋ္ဌာန်းရွတ်ဖတ်တာနဲ့ပဋိစိတ်အဋိဌံဝင်တာတွေကိုပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။တကယ်တော့ရှိန်တင်ထူရဲ့ဒီလိုဖြူစင်တဲ့စေတနာနဲ့မေတ္တာတရားတွေကဒီနေ့ခေတ်လူငယ်ဆောင်တွေကြားမှာရှားပါလာတဲ့စံနမူနာကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ကိုချစ်ရတဲ့သူရဲ့အောင်မြင်မှုတွေဘာသာရေးလမ်းကြောင်းပေါ်မှာခိုင်ခိုင်မာမာရပ်တည်ပေးခဲ့တာကရတနာဘူအတွက်တော့အကယ်ဒမီဆုထက်တောင်မှပိုပြီးတန်ဖိုးရှိတဲ့လက်ဆောင်တစ်ခုဖြစ်နေမှာပါ။ပရိသတ်တွေကလည်းရှိန်တင်ထူရဲ့သီးခံနိုင်မှုနဲ့စိတ်ရှည်လက်ရှည်ဆုတောင်းပေးခဲ့ပုံတွေကိုကြည့်ပြီးတော့ရှိန်တင်ထူကတော့တကယ်ကိုရှားပါတဲ့ချစ်သူလေးပါပဲဆိုပြီးတော့တညီတညွတ်သေးချီးကျူးနေကြပါတယ်။အချစ်ဆက်ဆိုတာကိုချစ်ရတဲ့သူအမြင်ရောက်ဖို့အတွက်အောက်ခြေကနေဝန်းရံပေးခြင်းဆိုတာကိုသူတို့စုံတွေကလက်တွေ့သက်သေပြလိုက်တာပဲဖြစ်ပါတယ်။ဒီလိုပေးယူများတဲ့အခြေရေးကြောင့်ရတနာဘူကအနုပညာအလုပ်တွေကိုပုံမအာရုံစိုက်နိုင်ခဲ့ပြီးတော့အခုလိုအကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုစုကူးနိုင်ခဲ့တာလို့ဆိုရမှာပါ။နောက်နှစ်ပေါင်းများစွာဒီလေသူတို့နှစ်ဦးရဲ့အခြေခံရေးလမ်းကဒီတက်မကတာယာဖြောင်ပြူးနေအောင်မှာအသေးချပါအနုပညာရှင်တရားအောင်မြင်ဖို့အတွက်ကိုယ်တိုင်စ조사မှုအပြင်အခုလိုမျိုးချစ်သူဖြစ်သူရဲ့ဘာသာရေးလမ်းကြောင်းအရာဆုတောင်းမြတ်တာပို့တာပေးမှုတွေကအင်မတန်အားရှိစရာကောင်းပါတယ်တရက်နှစ်ရက်မဟုတ်ပဲအချိန်6လတိုင်နေ့စဉ်မပြတ်လှုပ်ဆောင်ပေးခဲ့တာကရှိန်တီထူရဲ့ရတနာပုံပေါ်ထားရှိတဲ့အချစ်နဲ့စေတနာကိုအထင်ရှားသက်သေပြသနေရပါအခုတော့သူတို့နှစ်ဦးစလုံးမျှော်လင့်ခဲ့တဲ့အတိုင်းရတနာပုံတရားအကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုထိုက်တန်စွာနဲ့ပိုင်ဆိုင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ရတနာပုံကလည်းသူမရဲ့အောင်မြင်မှုတွေမှာအမြဲတမ်းပေးနာကနေဝင်းရံပေးနေတဲ့ရှိန်တင်ထူကိုအထူးကျေးဇူးတင်စကားဆိုထားပါသေးတယ်အနုပညာမှာတင်မဟုတ်ပဲအခြေရေးမှာပါကံကောင်းလုံးနဲ့ရတနာပုံနဲ့စိတ်ထားဖြူစင်တဲ့ရှိန်တင်ထူတို့စုံတွဲလေးအတွက်ပရိသတ်တွေကအားကြမဆုံးဖြစ်နေပါတယ်။သူတို့နှစ်ယောက်ကမကြခင်မှာချစ်သူတွေအဖြစ်ဝင်ခံပြီးတော့လက်ထပ်ဖို့မျှော်လင့်နေကြတာပါ။ပရိသတ်ကြီးတို့ရောကိုချစ်ရတဲ့သူတွေအခုလိုမျိုး6လတိပဋ္ဌာန်းရွတ်ပတိစိတ်ပေးနိုင်တဲ့ရှိန်တင်ထူလိုမောင်လေးမျိုးရထားတဲ့ရတနာဘောကိုအားကြမိကြလားရှင်။ရှိန်တင်ထူရဲ့အချစ်တွေပေါ်မှာဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။